နေပြည်တော်ကောင်စီဥက္ကဋ္ဌနေပြည်တော်စီပင်တရားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးကံမြင့်တန်းသည်ဒီကနေ့မနက်ပိုင်းမှာဥတ္တရသီရိမြို့နယ်မင်းကုန်းကျေးရွာနီးနေပြည်တော်အုပ်ဆက်ရင်တို့ရောက်ရှိပြီးစက်ရုံအတွင်းကွန်ထရိုလုပ်ငန်းဆောင်ရွက်နေမှုများကိုကြီးစုစစ်ဆေးကာမြို့တော်ဝန်ကတာဝန်ရှိသူများအားလုပ်ငန်းခွင်ဘေးရန်တွေကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားပါသည်ဆက်လက်ပြီးမြို့တော်ဝန်သည်ဇဘူတီရီမြို့နယ်ဇဘူတီရီအထူးကုဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီးဆေးရုံအစည်းအဝေးခန်းမမှာဆေးရုံအုပ်ကြီးအထူးကုဆရာဝန်ကြီးများတပ်ဆိုင်ရာဌာနတာဝန်ခံများနဲ့တွေ့ဆုံပြီးတာဝန်ရှိသူများရဲ့ဆွေးနွေးတင်ပြချက်များအပေါ်မြို့တော်ဝန်ကဆေးရုံကြီးဖွံ့ဖြိုးတိုးတက်စေရေးအလေးထားဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့ပါသည်အဲဒီနောက်မြို့တော်ဝန်သည်ဆေးရုံရှိတက်ခွဲဌာနဓာတ်မှန်ဌာနနဲ့ဓာတ်ရောင်ကြီးကင်ဆာကုသမှုဌာနတို့ကိုတွားရောက်ကြည့်ရှုစစ်ဆေးကာငရင်တန်းကြောင့်အနေရောင်အဆင့်ထိခိုက်ပျက်စီးခဲ့တဲ့အဆောက်အဦများပြန်လည်ပြုပြင်နေမှုများကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားတင်ပြရမှာအရေးသွေးပြည့်မီစွာဖြင့်တတ်မှတ်ကာလအတွင်းအချိန်ပေးပြီးစီအောင်ဆောင်ရွက်ရမှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ